ကျေးဇူးတော်ဒီပြောင်းလဲစေနိုင်တဲ့တကူဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနည်းငယ်ဝင်ကားချင်တာဖြစ်ပါတယ်လူသားတို့ရာမို့ရပါအပြစ်တာဖြစ်တာကြောင့်အပေါ်ယံဘာတာရဲ့လှုပ်ဆောင်ချက်တွေလှုပ်ယုံနဲ့ကျွန်တော်တို့ရဲ့နှုတ်ကိုဗီဇကိုပြောင်းလဲပြလို့မရပါဘူးဒါပေမဲ့ကျေးဇူးတော်ကတော့စစ်မှန်တဲ့ပြောင်းလဲခြင်းကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်စေစေချလာခန်းကြီး36အခန်းငယ်26မှာစိတ်နှလုံးတစ်ကိုငါပေးမိသဘောတစ်ကိုတွင်ထားမိတင်တော့ဤကိုခန္ဓာထိတ်ကကြောက်နှလုံးကိုနှုတ်၍အသားနှလုံးကိုပေးမေလို့ဆိုထားပါတယ်။ဒါကြောင့်စစ်မှန်တဲ့ပြောင်းလဲခြင်းဆိုတာအပေါ်ယံလှုပ်ဆောင်မှုပြောင်းလဲသွားတာကိုပြောနေတာမဟုတ်ပဲယေရှုခရစ်တော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ခမည်းတော်တို့ရဲ့လှုပ်ဆောင်မှုကြောင့်ကျွန်တော်တို့ဟာမျိုးရိုးဗီဇပြောင်းလဲသွားတာတတ္တဝါတိလူတိစိတ်တိဖြစ်လာတာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ရဲ့ဗီဇတဘောပြောင်းလဲသွားပြီဆိုရင်အပေါ်ယံလှုပ်ဆောင်ချက်တွေအားလုံးကလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနည်းငယ်ဝင်ငါချင်တာဖြစ်ပါတယ်။ရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။